ကျွန်တော်တို့နိုင်ငံက UFC ချန်ပီယံမွေးထုတ်လိုက်ဂျော့ရှွာဘန်ကမြန်မာပြည်ကနေမွေးဖွားလိုက်တဲ့ပထမဆုံး UFC fighter အခုကျတော့အဲ့ဒါတက်တစ်ဆင့်မြင့်သွားပြီမြန်မာပြည်ကနေမွေးဖွားလိုက်တဲ့ပထမဆုံး UFC ချန်ပီယံအာရှကနေမွေးဖွားလိုက်တဲ့အာရှတစ်တိုင်းလုံးကနေမွေးဖွားလိုက်တဲ့ဘယ်ယောက်ျားလေး fighter မှမလုံနိုင်ခဲ့ဘူးတဲ့ချန်ပီယံတစ်ပတ်ကိုဂျော့ရှွာဘန်ကကင်နိုင်ခဲ့ပြီဂျပန်က fighter တွေ UFC ချန်ပီယံကစိန်ခေါ်ခဲ့ဘူးတဲ့ယူရှာအန်ကာမီတို့စိန်ခေါ်ခဲ့ဘူးတဲ့လုံးဝမအောင်မြင်ခဲ့ဘူးတောင်ကိုရီးယား fighter ကိုရီးယားစံဘူးတို့စိန်ခေါ်ခဲ့ဘူးတဲ့လုံးဝမအောင်မြင်ဘူးရော့မွန်တော့စိန်ခေါ်ခဲ့တဲ့ဒီဖြစ်မလာဘူးအခုတော့ကျွန်တော်အာရှကနေပထမဆုံးမြို့သားချန်ပီယံကိုမြန်မာပြည်ရဲ့ဆင်းရဲဆုံးပြည်နယ်လို့သတ်မှတ်ထားတဲ့ချန်ပီယံကမွေးထုတ်ပေးလိုက်ပါပြီအဲ့တော့ကိုရီးယားတွေကတော့အများကြီးပဲ UFC သမိုင်းနဲ့ရှင်းပြောမယ်ဆိုရင်ဂျော့ရှွာဘန်က UFC သမိုင်းကြောင်းတစ်လျှောက်လက်ရှိ Go Fighter ကြီးကျွန်းပြီးရင်ကျွန်တော် fighter လေးကဒုတိယမြောက်အသက်ငယ်ဆုံး fighter ထပ်ပြောရရင်ဒီအသက်24နှစ်နဲ့ချန်ပီယံကပတ်သိမ်းပိုင်နိုင်တဲ့ fighter UFC ရဲ့ဒီပြိုင်ပွဲတွေကိုနောက်ဆုံး15နှစ်ခွဲတန်းစိတ်ဖြာကြည့်လိုက်မယ်ဆိုရင်ဒီ15နှစ်အတွင်းမှာ24နှစ်နဲ့ချန်ပီယံကပတ်စိန်ခေါ်ခွင့်ရခဲ့တဲ့ fighter တက်ရောက်မှမပေါ်ခဲ့ဘူးအခုကျွန်တော် fighter လေးကချန်ပီယံကပတ်စိန်ခေါ်ခွင့်ရရုံနဲ့မဟုတ်ဘူးချန်ပီယံဖြစ်လာတယ်အဲ့တော့ဒါတွေအကုန်လုံးကစညွှန်းရတာမဟုတ်ဒါတွေအကုန်လုံးကစညွှန်းရမှာမဟုတ်ဥက္ခဒေနာဝိုက်ကတက်ကြီးကိုဂျော့ရှွာဘန်ကိုချက်လာပါရေးလေကြိုက်လာပါ GS ဆိုတဲ့ပုံစံမျိုးနဲ့ချန်ပီယံကပတ်စိန်ခေါ်ခွင့်ပေးတာမဟုတ်ဘူးလက်ဆောင်လုပ်ပေးခဲ့တာမဟုတ်ဘူးလူနဲ့ထိုက်တန်လို့ရတာ flyweight တန်းမှာဒီလိုစွမ်းဆောင်ယူဒီလိုပုံစံမျိုးနဲ့ဒီလို short notice တွေနဲ့ဒီလိုပုံစံမျိုးတွေနဲ့စက်တိုက်စွမ်းဆောင်ပြခဲ့လို့ promotion ဘက်ကသူ့ကိုချန်ပီယံကပတ်စိန်ခေါ်ခွင့်ပေးတာချန်ပီယံကပတ်စိန်ခေါ်ခွင့်ပေးတဲ့အနေထားမှာလဲအခုချန်ပီယံကပတ်ထိုးသွားတယ်ချန်ပီယံဖြစ်သွားပြီဘာမှတော့ချွေးတောင်မထွက်လိုက်ဘူးကျွန်တော်ရှေ့တုန်းကပြောခဲ့လို့ချန်ပီယံက excited နည်းနည်းဖြစ်လွန်းတယ်အဲ့လိုအနေထားလေးကြောင့်မို့သူ့ကိုသူ overlist ဖြစ်သွားတယ်ဒါတွေကကျွန်တော်တော့လောလောဆယ်အနေထားမှာဘာပြောလို့ပြောမှမသိဘူးတနိုင်ငံလုံးအတွက်လည်းဂုဏ်ယူတယ်တနိုင်ငံလုံးအတွက်တင်ဂုဏ်ယူတာမဟုတ်နိုင်ငံတကာရောက်နေတဲ့မြန်မာပြည်သူတွေအတွက်လည်းဂုဏ်ယူတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံဆိုရင်နိုင်ငံတကာကအထင်သေးတယ်ဆင်းရဲတယ်စစ်ဖြစ်တယ်ဆက်ဖင်ဘာညာကျွန်တော်အခုစိတ်ထဲမှာပေါ့နော်ဖြစ်နေတဲ့အကြောင်းအရာကကျွန်တော်ပြိတ်သက်တွေပေါ့ခုနောက်ပိုင်းဘာဖြစ်လို့ fighter တွေကိုတက်လှုပ်လာလဲဆိုတော့အဲ့အကြောင်းတိုင်းပါတယ်ကျွန်တော် fighter တွေက fighting ကစားနည်းဆိုတာတဦးတယောက်ချင်းကစားချရတာအဲ့တော့တဦးတယောက်ချင်းကိုစားပြတာအဲ့တော့ team work ပုံစံမျိုးမဟုတ်တဲ့အတွက်ဒီကစားနည်းမှာတဦးတော်၎င်းတယောက်တော်၎င်းထူးချွန်ဖို့ကအရန်လွယ်တယ်ကိုတယောက်တည်း professional ဆံမယ်ကိုတယောက်တည်းကြိတ်ပြီးစူးစမ်းမယ်ကိုတယောက်တည်းလမ်းကြောင်းရှာမယ်ဆိုတော့အရန်အောင်မြင်ဖို့လွယ်အဲ့တော့ကျွန်တော်ပြိတ်သက်တွေကနိုင်ငံကိုကိုစားပြုပြီးဒီလိုထူးချွန်တဲ့ fighter တွေပေါ်လာဖို့အတွက်ကယူမှုအမျှော်လင့်ကြတယ်တကယ်လည်းဝင်းရံကြတယ် fighter တွေဘက်ကလည်းအခုဂျော်ရှွာဘန်တို့ဆိုရင်ကြိုးစားတော့တကယ်အောင်မြင်သွားပြီစင်မြင့်ထက်ထိရောက်သွားပြီကမ္ဘာစင်မြင့်ထက်ဒီကမ္ဘာလုံးကလည်းတိတ်သွားအဲ့တော့ကျွန်တော်လိုချင်တာကျွန်တော်နိုင်ငံပါလဲကျွန်တော်နိုင်ငံလိုအရေးသွေးကြီးတဲ့လူငယ်တွေမွေးထုတ်ပေးနိုင်တယ်ဆိုတော့ကျွန်တော်တို့ကကမ္ဘာလုံးကလက်ခံစေချင်အဲ့တော့ဒီနေ့တော့ကတော့ခလူရှားတွေကအများကြီးပဲကျွန်တော်က data အချက်လက်တမှာဆိုတော့ data အချက်လက်တွေပဲထပ်ပြောချင်တယ်လက်ရှိကမ္ဘာပေါ်မှာအကောင်းဆုံး promotion လို့ခေါ်ယူမယ်ဆိုရင် promotion နှစ်ခုကိုပဲဆွဲထုတ်ရမယ်နံပါတ်1ကလက်ရှိကျွန်တော်တို့နဲ့အနီးကပ်ဆုံးမှာရှိနေတဲ့ One Championship နောက်တစ်ခုကတော့ဟိုးထိပ်ဆုံးအဝေးကြီးမှာပြိုင်ဘက်ကင်းရက်နေနေတဲ့ UFC အဲ့တော့ UFC နဲ့ One Championship မှာ champion တွေမွေးထုတ်ပေးနိုင်တဲ့ fighter အဲ့လိုနိုင်ငံမျိုးဆိုတာတော်တော်ရှားပါတယ်ကျွန်တော်အမှန်မမှားဘူးဆိုရင်လက်ရှိမှာ UFC မှာလည်း champion မွေးထုတ်ပေးနိုင်တဲ့နိုင်ငံ One Championship မှာလည်း champion တွေမွေးထုတ်ပေးနိုင်တဲ့နိုင်ငံဆိုလို့အာရှနိုင်ငံတွေကဆိုလို့တရုတ်နိုင်ငံတွေရှိသေးတယ်ကျွန်တော်မြန်မာနိုင်ငံကတော့အဲ့လို promotion မျိုးမှာတရုတ်ပြီးရင်နောက်ထပ်ဒုတိယမြောက်နိုင်ငံအဖြစ်ကမ္ဘာတော် promotion တစ်ခုမှာ champion တွေမွေးထုတ်ပေးလိုက်ပါတယ် online ဆန်းက One Championship မှာပထမဆုံးမြန်မာ fighter champion ဖြစ်လာတယ်ဂျော်ရှွာဘန်က UFC မှာပထမဆုံးမြန်မာ fighter champion ဖြစ်လာတယ်ဘယ်လောက်ထိဂုဏ်ယူဖို့ကောင်းလိုက်လဲ online ဆန်းကစင်နီယာPB လမ်းဖောက်သွားတယ်နောက်ကနေရှောက်လာတဲ့ fighter လေးတွေကသူ့ကိုအားချပြီးတော့ကြိုးစားကြတယ်ပေါ်ပေါက်လာတယ်ချစ်ထွန်းလာတယ်အခုဂျော်ရှွာဘန်ထပ်ပြီးအောင်မြင်ပြီနောက်ထပ်ပေါ်လာအောင်ပါပဲနောက်ထပ်ဒီလို fighter တွေထပ်ပြီးပေါ်လာအောင်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အသွေးသားထဲမှာဒီလိုစိတ်သက်တွေကင်းအောင်သွားတယ်ဒါကမျိုးစိတ်ချလာလို့ခေါ်တယ်တနည်းအားဖြင့်လမ်းကြောင်းတွေဖောက်တဲ့နေရာမှာရှေ့ကနေဖောက်ကြတဲ့သူတွေကလမ်းမှန်တယ်စေနာမှန်တယ်စိတ်ထားမှန်တယ်အဲ့တော့နောက်ထပ်မျိုးသက်တွေလည်းပေါ်မှာဒါကြောင့်မလို့ပြိတ်သက်တွေကမြန်မာ fighter တွေဆိုတက်တယ်လို့